ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာ29ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်အတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့ကောင်းဆုံးကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်တွေပေါ်မှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာ29ရက်နေ့မနေ့ပိုင်း12နာရီ10မိနစ်အတွက်ကောင်းဆုံးရှာဖွေပေးထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးထားတာပါဗျာအကောင်းဆုံးစူးစမ်းပေးထားတာပဲဖြစ်ပါတယ်အာမခံချက်တော့မရှိပါဘူးခင်ဗျာဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်ကစားမယ်ဆိုရင်အမျိုးတို့ချိန်ဆကစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာဒီတစ်ပတ်တွေဖွဲ့ဝင်တွေအားလုံးကိုအကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်ဗျာလေးလုံးမွေးခွေပူပရေခုမကျော်စာရူပတိအားလုံးမင်းခွေမိပြီးအောင်ပါတယ်ဗျာဝေကနန်းကလည်းမနီးကပြီးအောင်သွားပါပြီဗျာဖရီတင်ပေးတဲ့ကတ်ကလည်းပဲအားလုံးအောင်သွားပါပြီလို့